ယေရှုခေါ်ကြည့်ယေရှုအသက်ရှင်တယ်အဲ့နဲ့ကျွန်တော်ဘာလုပ်လဲဒီလားမင်းအဲ့လောက်မှအာမခံနေဆိုရင်ငါအဲ့ဒီယေရှုကိုခေါ်ကြည့်မယ်အဲ့နဲ့ကျွန်တော်နောက်နေ့မနေ့ရောက်တဲ့အခါကျတော့ကျွန်တော်ရဲ့အိမ်ရှိဝရဏနာလေးကိုကျွန်တော်ထွက်ပြီးတော့မှယေရှုကိုခေါ်ဖို့ပြင်ဆင်တာပေါ့လေသူကယေရှုကိုခေါ်ဖို့တော့ပြောသွားတယ်ပြဿနာဘယ်လိုခေါ်ရမလဲမသိပေးလိုက်ဘူးအဲ့နဲ့ကျွန်တော်လည်းခေါ်တတ်တယ်လို့ခေါ်ဖို့ပြင်ဆင်တာပေါ့လေအဲ့နဲ့ကျွန်တော်ရဲ့ဝရဏရှိကိုကျွန်တော်ထွက်ပြီးတော့ကျွန်တော်ကောင်းတယ်ကိုကြည့်ပြီးကျွန်တော်ဘာပြောလဲဆိုတော့အဲ့တုန်းကပြောခဲ့တဲ့ဟာလေးကျွန်တော်ပြောပြပါမယ်ယေရှုခမရတကယ်အသက်ရှင်နေဆိုလို့ရှိရင်ကျုပ်ကိုတတ်တည်ပြဟိုခရိယန်နီလန်းနေဘာတွေနဲ့လာမပြောနဲ့တခုမှနားမလဲဘူးကျုပ်အခုရင်ဆိုင်နေတဲ့ပြဿနာတွေအများကြီးရှိတယ်အဲ့ဒီထဲကမှတခုလေးပဲဖြေရှင်းပေးနိုင်ရင်ခမရကိုယုံမယ်အဲ့ဒါပဲပြောခဲ့တာအဲ့ဒါပြီးတော့လည်းဘာမှလည်းမကြားပါဘူးဘာမှလည်းမခံစားပါဘူးအဲ့နဲ့ကျွန်တော်လည်းအိမ်ထဲကိုဝင်သွားလိုက်တယ်အဲ့နဲ့3ရက်ကြာမှတော်တော်လေးကိုထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒါဘာလဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်စီကိုဖုန်းတစ်ခုဝင်လာတယ်အဲ့ဒီဖုန်းကကျွန်တော်အလုပ်ကန်လန်းတဲ့ဖုန်းဖြစ်တယ်ဆိုပုံမှန်ဆိုရင်ကျွန်တော်အလုပ်ကန်လန်းတဲ့ဖုန်းတွေကခေါ်လေးရှိပါတယ်အဲ့ချိန်တိုင်းလည်းကျွန်တော်ညင်းနေကြပဲဖုန်းထုံးစံတိုင်းမှာကျွန်တော်အတန်မှမကောင်းတာကျွန်တော်အတန်ခွေးရလဲနေတဲ့အတန်ဖြစ်နေပြီလေအဲ့တော့အဲ့အတန်နဲ့တဆုံကျွန်တော်အဆက်ကွဲမှာလေဆိုလူတွေကိုနောက်တစ်ချိန်ကျွန်တော်ကိုအဲ့လိုမျိုးအထင်သေးတဲ့မျက်လုံးကျွန်တော်မခံစားနိုင်တော့တေးသွားရင်တော့မှကျွန်တော်အတွက်ပူကောင်းသေးတယ်အဲ့ဒီတော့သူ့ကိုညင်းမလို့ဒီအလုပ်တော့လက်မခံနိုင်ဘူးလေအကြောင်းမျိုးပြကျွန်တော်အရင် schedule တွေပြည့်နေပါညာပေါ့လေဆိုတော့အဲ့လိုမျိုးရှောက်ပြောဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲ तू ကကျွန်တော်ကိုစကားဥပြီးတော့မှအရင်ပြောတယ်အဲ့ဒါမှဆိုရင်အကိုတဲ့တချင်း3လေးဖို့ပဲဆိုရမယ်လူလေးနည်းနည်းလေးပဲပတ်စံအများကြီးပေးမယ်အဲ့ချိန်မှာထွန်းတော်စင်နည်းနည်းလေးပြောင်းလဲသွားပြီနောက်ဆုံးစကားလေးအရင်ကြိုက်တာပဲငွေကြီးပမာဏတော်များတယ်အဲ့ချိန်ကျတော့ကျွန်တော်ပြန်စဉ်းစား तू ပြောတယ်လို့ကျွန်တော်ဆင်ခြင်လိုက်တဲ့အနေငယ်အဲ့ဒါမှဆိုရင်လူနည်းနည်းလေးပဲတချင်းကလည်း3လေးဖို့ပဲโอเคပတ်စံလည်းအများကြီးပဲလူနည်းနည်းလေးပတ်စံအများကြီးအဲ့တော့လူနည်းရင်တချင်းဆိုလို့မကောင်းလဲအဆက်ကွဲတာနည်းနည်းလေးပဲလေနော်ဒါပေမဲ့ပတ်စံကအများကြီးပဲပတ်စံလည်းအရင်လူနေပြီကျွန်တော်အကျွေးရှင်လည်းတောင်းနေပတ်စံပေးတော့အရန်တောင်းနေပြီစိတ်လည်းအရန်ညစ်နေပြီအဲ့အကျွေးရှင်ကတခြားသူမဟုတ်ကျွန်တော်အမေမိသားစုအဲ့လိုချစ်ကြဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တော်တော်လေးကိုမှစဉ်းစားတွေးဝေနေပြီအဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ပတ်စံတော့အများကြီးရမယ်အဆက်ကွဲတာနေမယ်ဆိုတော့အဆက်နဲ့ပတ်စံလဲမယ်ဆိုပြီးကျွန်တော်အဲ့ပွဲကိုလက်ခံလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ဖြိုပြမ်းမဲ့နေ့ကိုရောက်လာအဲ့ဒါကကျွန်တော်တို့ဒီ10လပိုင်း17လပိုင်းဝန်းကျင်ကျွန်တော်ရက်တော့အတိအကျမှတ်မိတော့ကျွန်တော်မှတ်မိတာအဲ့လိုကျွန်တော်မြန်မာနှစ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပွဲရာသီအနေနဲ့ပြောမယ်ဆိုရင်တစောင်းမုံလာပြည့်ပွဲနေ့ဆိုအဲ့ဒီနေ့မှာလုပ်တဲ့ပွဲကလည်းဘယ်မှာလုပ်တယ်လဲဆိုရင်ကျွန်တော်ရန်ကုန်မှာရှိတဲ့အောင်စရာတရားထိပ်မှာလုပ်တဲ့ Spring Line ဆိုတဲ့အဲ့ဒီရဲ့အဆောက်အဦကြီးဘေးနားမှာရှိတဲ့အဲ့ဒီရဲ့ဘောလုံးကွင်းမှာလုပ်တာဆိုခုနကတော့ကျွန်တော်သူပြောတဲ့ပွဲကိုကျွန်တော်ရောက်သွားတယ်သူပြောတဲ့အဲ့ဒီလူနည်းနည်းလေးပဲဆိုတဲ့ပွဲကဘောလုံးကွင်းမှာလုပ်တဲ့ပွဲပြီးအဲ့ဒီဘောလုံးကွင်းကလူအပြည့်ဟိုးအဆုံးတော့ကျွန်တော်မမြင်ရဘူးလူတွေမှအများကြီးပဲကြည့်လိုက်တဲ့အချိန်မှာအကုန်လုံးကလည်းဖုန်းတွေနဲ့အားလုံးကဗီဒီယိုတွေရိုက်နေကြတာအဲ့ကျတော့ကျွန်တော်ဆရာသွားပြီကျွန်တော်လူနည်းနည်းလေးထင်လို့လာခဲ့တာလေအခုလူတွေအများကြီးရှိမှကျွန်တော်ဆိုရတော့မယ်ကျွန်တော်ပြန်စဉ်းစားမိတဲ့အရာကချင်းပါဇက်ထဲဝင်သွားတဲ့ပွဲအဲ့ဒါလို့နောက်တစ်ချိန်ထပ်ပြင်သွားပြီအဲ့ဒါလို့လူတွေရှိမှအဲ့လိုပြစ်တင်ပြောဆိုခံရမှကြောက်လို့တစ်နေ့လုံးပုံလာခဲ့တာအဲ့လိုလူတွေလည်းအဲ့လိုပြစ်တင်တဲ့အရာလူတွေလက်ညှိုးထိုးတဲ့အရာကိုမခံချင်လို့မွေးစေးဝါးတုံးပြီးတော့မှကိုတက်တာကြောင်းကိုအသက်ကိုရှင်ဖို့ရန်အတွက်ပဲအဲ့လိုမျိုးစဉ်းစားဆုံးဖြတ်ပြီးနေခဲ့တာအခုတော့အဲ့ဒါကြီးကိုရင်ဆိုင်ရတော့မယ်အဲ့ချိန်မှာကျွန်တော်တကယ်ကိုစဉ်းစားနီးလန်းပေါင်းစုံစဉ်းစားရတယ်အဲ့ဒီစဉ်းစားနီးလန်းတွေထဲမှာဘာလဲဆိုရင်ငါဖုန်းပိတ်ပြီးတော့မှအိမ်ပြန်သွားလိုက်မယ်အဲ့ဒီဟာလည်းမဖြစ်သေးဘူးဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးမဲ့ပတ်စံကိုကျွန်တော်ယူပြီးသွားပြီပြီးတော့ကျွန်တော်စဉ်းစားငငယ်တုန်းကလည်းမျိုးအိမ်သားထဲမှာသွားနေတကားပိတ်ထားပြီးတော့မှသူတို့ခေါ်လဲမထွက်ပဲနေလိုက်မယ်လို့စဉ်းစားတယ်အဲ့လိုလဲမဖြစ်သေးပြန်ဘူး
ကျွန်တော်ဘလို့မှစဉ်းစားလို့မရတဲ့အဆုံးကျွန်တော်ဖြိုးပြီးဖို့ရန်အတွက်အဲ့ဒီစင်ရဲ့ဘေးနားမှာရှိတဲ့အမှုပညာရှင်တွေနားနေတဲ့နေရာလေးရှိတယ်ဒါ state စင်ဆိုလို့ရှိရင်ကျွန်တော်ဘေးနားမှာပေါ့လေအဲ့လိုထိုင်ကုန်နေတဲ့ထိုင်တဲ့နေရာရှိတယ်ဆိုတော့အဲ့ဒီနားလေးမှာကျွန်တော်ထိုင်နေတယ်ကျွန်တော်ရှေ့မှာဘသူဖြိုးပြီးနေလဲပြောပြီးဆိုလို့ရှိရင်ကျွန်တော်အရန်ချရတဲ့အဆိုတော်ကိုဇွဲပြည့်သူကအားရပါရဖြိုးပြီးနေတယ်ဆိုတော့သူကပွဲတွေကျွန်တော်အရင်တော့ဆိုဘူးပါတယ်ဆိုတော့သူဖြိုးပြီးတိုင်းကျွန်တော်မြင်ဘူးပါတယ်သူတော်တော်ကောင်းတယ်ဒါပေမဲ့အဲ့ဒီမှာပိုကောင်းတယ်ဆိုဘလောက်တောင်ကောင်းလဲဆိုရှင် तू ကအောက်မှာရှိတဲ့သူတွေအကုန်လုံးခုနကကွင်းအပြည့်ရှိတဲ့သူအကုန်လုံးကသူ့တချင်ကိုလိုက်ဆိုကြတယ်ပြီးရင် तू တပုတ်ပြီးတပုတ်ဆိုရင် तू အားမရတော့စင်မနေရစင်အောက်ထဲဒီစင်သွားပြီးတော့မှလူတွေကြားတွေကို तू ဖြောပြနေပြီအဲ့ချိန်မှာအောက်ကလူတွေကလည်းပျော် तू ကလည်းအားရပါရဖြောပြ music တွေကလည်းကောင်းလိုက်တာဟာသူတို့ကိုကြည့်ပြီးတော့မှကျွန်တော်သွားပြီသူကအလောက်ထိကောင်းနေတဲ့အချိန်မှာငါ့ရဲ့ခွေးအားလဲနေတဲ့အတန်လေးနဲ့သွားပြီးဆိုရင်တော့ကျွန်တော်အကြီးအကျယ်ရှက်ကွယ်ပြီငါဘလို့မှမဖြစ်နိုင်တော့ငါ့ကိုဘယ်သူမှမကင်နိုင်တော့အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းလုံးအတွေးလေးတစ်ခုဝင်လာတယ်အဲ့ဒါဘာလဲဆိုရင်ခုနတုန်းကချင်းလူမျိုးတီးတိမ်လူမျိုးကိုမူးမုံပြောတဲ့ယေရှုခရစ်တော်အသက်ရှင်နေအဲ့တော့ကျွန်တော်စဉ်းစားတဲ့အရာကဟုတ်ပြီအဲ့ဒီယေရှုသာအသက်ရှင်နေငါ့ကိုကင်နိုင်မှာပဲငါမှမျိုးလင်းချက်ကအဲ့တခုပဲရှိတော့တယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်အဲ့လိုနားနေတဲ့နေရာလေးမှာပဲကျွန်တော်ထိုင်နေထိုင်မြင်နေရတဲ့ပဲကျွန်တော်ခါးလေးကိုကိုင်းလိုက်တယ်ကိုင်းပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးချိန်ဘုရားသခင်စီမှာဆုတောင်းတယ်ဟိုအရှိမပြောခဲ့တာနဲ့မတူတော့ဘူးเนาะဆိုတော့အခုလေတံလေးနည်းနည်းလေးပြောင်းသွားပြီအရန်အကူကြီးလိုနေတာဆိုတော့အဲ့နဲ့ကျွန်တော်ဘာပြောခဲ့သလဲဆိုလို့ရှိရင်ကိုတော့တက်တည်ပြခြင်းရင်အခုချိန်ကအကောင်းဆုံးပဲဟိုးနေ့ကပြောခဲ့တာကိုမေ့လိုက်ဒီနေ့ကျွန်တော်အတန်မဝင်သွားပဲနဲ့အကောင်းဆုံးဖြိုးပြနိုင်ရင်ကိုပဲကိုတော့ကိုကျွန်တော်ကိုးဝယ်ပါမယ်အာမင်ဆိုပြီးတော့မှကျွန်တော်တိုးလေးကျွန်တော်ဆုတောင်းပြီးတော့မှကျွန်တော်ခါးလေးကိုမှတ်လိုက်တယ်အဲ့ဒီဆုတောင်းချက်လေးကတိုးပေမဲ့10မိနစ်တော့မပြည့်ပေမဲ့ဒါပေမဲ့ကျွန်တော်ရဲ့အရာခက်တဲ့ကျွန်တော်နှလုံးသားအပြည့်နဲ့ကျွန်တော်ပြောတဲ့စကားတွေဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ခါးကိုပြန်မှတ်လာတဲ့အချိန်မှာကျွန်တော်ဘေးနားမှာအမျိုးသမီးတစ်ယောက်ကကျွန်တော်ကိုရက်ပြီးအဲ့လိုကြည့်အဲ့ဒါကျွန်တော်လည်းသူ့ပြန်ကြည့်တဲ့သူကကျွန်တော်ဘာပြောလဲဆိုရင်အကိုကခရီးယန်လားတဲ့ဟာခုမှလူကြားမှာဆိုလို့တော့တိုးလေးဆုတောင်းမှလည်းဆိုနေမှာလာပြီးခရီးယန်လာပြီးတော့သူလည်းဒီရင်မနာကိုကြည့်လိုက်တော့လေ तू ကအဲ့ဒီပွဲရဲ့ဒီဟိုလေဆွဲကိုဆွဲထားပြောမှဆို तू ကအဲ့ဒီပွဲမှာအလုပ်လုပ်တဲ့ဝန်ထမ်းဖြစ်ပါလိမ့်မယ် तू ဘာရာထူးလဲလို့ကျွန်တော်မသိဘူးအဲ့နဲ့ကျွန်တော်စဉ်းစားသူ့ပွဲမှာလာဆိုတဲ့အဆူတော်တယောက်ဘာကိုးကွယ်လဲတော့မသိဘူးအဲ့တော့ကျွန်တော်ခနဲ့တလူလူကျွန်တော်ရဲ့ပုံစံအတိုင်းပေါ့လေနည်းနည်းမောက်မှာဆိုရွဲ့တလူလူစကားလေးနဲ့ကျွန်တော်သူ့ကိုပြန်တုံ့ပြန်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲကျွန်တော်တဲမှာလှုပ်ခတ်သွားတဲ့စကားတစ်ခုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒါဘာလဲဆိုရင်ယေရှုအသက်ရှင်တယ်ကျွန်တော်ကယေရှုကိုခမားတကယ်အသက်ရှင်သလားအသက်မရှင်ဘူးလားဆိုတဲ့အရာကိုကျွန်တော်အရင်မေးပေမဲ့အခုယေရှုကကျွန်တော်ကိုအဲ့ဒီအမျိုးသမီးအားဖြင့်ပြန်မေးလာတယ်မင်းငါ့ကိုယုံပါလားကျွန်တော်ကပါလေအဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကိုလေကျွန်တော်ခရီးယန်မဟုတ်ဘူးလို့ပြောပြီးစင်ပေါ်တက်သေးကြတယ်ကျွန်တော်အဲ့ပွဲပြီးရနဲ့ဂီးပြီကျွန်တော်အဆက်ကွဲမှာပဲဘာလို့ဆိုကျွန်တော်အတန်လုံးဝအဆင်မပြေဘူးကျွန်တော်အတိဆုံးပဲအဲ့ဒီအချိန်မှာကျွန်တော်သဘောပေါက်ရတာယေရှုအသက်ရှင်နေအဲ့ဒီတော့ကျွန်တော်ဘာမှမစင်စားနိုင်တော့အဲ့နဲ့ကျွန်တော်အဲ့ဒီအမျိုးသမီးကိုစီးစီးကြည့်ပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဟုတ်ကဲ့ကျွန်တော်ခရီးယန်ဘာလို့ပြောပြီးတော့မှကျွန်တော်စင်ပေါ်တက်လာခဲ့တယ်အဲ့နဲ့ကျွန်တော်စင်ပေါ်တက်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးတခြင်းကိုပဲကျွန်တော်တုံနဲ့ပဲကျွန်တော်ဆိုပါတယ်ဆိုလိုက်တဲ့အချိန်မှာကျွန်တော်အတန်ကအရင်ကနဲ့လုံးဝမတူဘဲနဲ့ပေါ့ပါပြီးတော့မှတပုတ်လုံးကိုကောင်းမွန်ဖြိုပြနိုင်ခဲ့တာကိုကျွန်တော်တွေ့လိုက်ရတယ်။အဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားလဲသိလား။ဟာထွန်းအောင်စင်တော်သားပဲ။အပင်ဆိုးလို့လဲလား။အဲ့နဲ့ကျွန်တော်လည်းနည်းကြွလာပြီ။အဲ့ကျွန်တော်ဒုတိယတစ်ပုတ်ကိုဆိုတယ်။ပို့ပြီးတော့မှဆိုးလို့ကောင်းလာတယ်။အဲ့အချိန်မှာကျွန်တော်ပြင်ဆင်ရဟုတ်တော့မဟုတ်သေးဘူး။တခုခုတော့တော်တော်လွဲနေပြီအရန်ထူးခြားနေပြီအဲ့တော့ကျွန်တော်စဉ်းစားငါယူသွားပြီလားမသိဘူးငါတယောက်တည်းမကောင်းတဲ့တန်ကြီးကိုကောင်းတယ်လို့များထင်နေတာလားမသိဘူးအဲ့လိုမျိုး
တွေးနေတဲ့အချိန်မှာပဲအဲ့လိုလူတွေအများကြီးရှိတဲ့ထဲကမှအရှိဆုံးအတန်းသားမှာရှိတယ်နော်ဦးလေးတယောက်ပေါ့လေအသက်30ကျော်40နီးနားဦးလေးတယောက်ကနေပြီးတော့မှကျွန်တော်ကိုလှမ်းပြီးတော့မှအောက်ကနေအတန်ကြီးနဲ့អော်တယ်အဲ့ဒါဘာလဲဆိုရင်ဟဲ့အောင်နဲ့ငါမင်းကိုကြိုက်တယ်ကွာတဲ့ဒါဆိုတော့အဲ့ချိန်မှာဟာငါယူနေတာမဟုတ်ဘူးပဲငါအတန်ကတကယ်ကောင်းနေတာပဲအဲ့နဲ့ကျွန်တော်တတ်တရားတဲ့ပုဂ္ဂိုလ်ဖြောပြီးနောက်ဆုံးစတုတ်ထားတဲ့ပုဂ္ဂိုလ်ဖြောပြီးတယ်အဲ့အချိန်မှာကျွန်တော်ဘဝရဲ့အကောင်းဆုံးသောဖြောပြီးပွဲကိုကျွန်တော်အဲ့နေ့မှာဖြောပြီးနိုင်ခဲ့တယ်ယေရှုခရစ်တော်ကကျွန်တော်အဲ့အချိန်မှာပဲအဲ့ဒီနေရာမှာပဲချက်ချင်းကျွန်တော်ရဲ့အတန်ကိုကျမ်းမာခြင်းအကောင်းပတိတိုင်းပေးခဲ့တာဖြစ်တယ်ဘုရားနာမဘုန်းကြီးပါစေဟာလေလုယာဆိုအဲ့ဒီမှာကျွန်တော်တကယ်ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်စင်ပေါ်ကနေဆင်းလာပြီးတော့မှကျွန်တော်စဉ်းစားရတာတစ်ခုတည်းပဲအဲ့ဒီယေရှုဘာတူလဲငါ့ကိုကေတင်ပေးတဲ့ယေရှုကဘယ်လိုမျိုးဘုရားလဲအဲ့ဒါနဲ့ကျွန်တော်တို့ The City ရန်ကုန်ကျွန်တော်တို့တန်လန်းမှာရှိတဲ့အချိန်မှာကျွန်တော်ရောက်လာခဲ့တယ်ရောက်လာတဲ့အချိန်ကျမှကျွန်တော်သိလိုက်တဲ့အရာယေရှုခရစ်တော်ကကျွန်တော်ကိုသိချင်တယ်ယေရှုခရစ်တော်ကကျွန်တော်အမိဝမ်းထဲမှာရှိစဉ်ကတည်းကကျွန်တော်ကိုအကောင်းဆုံးသောအကျဉ်းစီတွေနဲ့ပို့ဆောင်ပေးခဲ့တဲ့ဘုရားခင်ဖြစ်တယ်။ယေရှုခရစ်တော်ကကျွန်တော်ကိုချစ်လို့ကျွန်တော်ရဲ့အပြစ်ရှိသမျှအလုံးစုံတွေကျွန်တော်ရဲ့အားနည်းခြင်းရှိသမျှအလုံးစုံတွေကျွန်တော်ရဲ့မကြမ်းမာခြင်းရှိသမျှအလုံးစုံတွေလက်ဝါးကားတိုင်းပေါ်မှာရိုက်နှက်ခြင်းထိုးနှက်ခြင်းကိုခံခဲ့ရပြီးတော့မှအသေးခံအသွေးသွင်းပေးခဲ့တဲ့ဘုရားခင်ဖြစ်တယ်။အဲ့ဒါနဲ့မကားသေးပဲနဲ့၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့မှရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျွန်တော်ဟာအမွေခံသားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကောင်းကောင်းနားလည်လိုက်ရတယ်။ကျွန်တော်ယေရှုနဲ့စတွေ့ပြီးတော့မှယေရှုခရစ်တော်အကြောင်းကိုသိတာဖြစ်တယ်။ယေရှုခရစ်တော်အကြောင်းကိုသိပြီးတော့မှကျွန်တော်ယေရှုကိုတွေ့ခဲ့တာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ပြဿနာတစ်ခါတည်းရှိတတ်တဲ့အရာကကျွန်တော်တို့ကယေရှုကိုတော့သိနေပေမဲ့ယေရှုကိုမတွေ့သေးတဲ့သူတွေရှိတယ်။ယေရှုကိုသိတာနဲ့တွေ့တာနဲ့မတူဘူး။ဆရာမဆူဇန်နာမင်းအကြောင်းကိုသိတာနဲ့ဆရာမဆူဇန်နာမင်းတခြင်းတွေကိုစိုးဘူးတာနဲ့ဆရာမနဲ့အတူတူရင်းရင်းနှီးနှီးပြောဆိုဆက်ဆံပြီးတော့မှသိကျွမ်းတာနဲ့မတူဘူး။ဆိုအဲ့ဒီရဲ့အရာကကျွန်တော်ကိုပြောင်းလဲသွားစေတဲ့အရာကယေရှုကိုသိလို့ပြောင်းသွားတာမဟုတ်ယေရှုကိုတွေ့လို့ပြောင်းသွားတာဖြစ်တယ်။အဲ့ဒီနေ့မှာကျွန်တော်အားပေးခြင်းနဲ့တင်းသက်တာထဲမှာအကယ်၍အခုချိန်ထိယေရှုခရစ်တော်တကယ်အသက်ရှင်နေဆိုတဲ့တက်တေကိုမရသေးဘူးဆိုလို့ကျွန်တော်ပြောရမယ်။ယာနုံပြည့်ဘုရားခင်ကအသက်ရှင်တဲ့ဘုရားခင်ဖြစ်တယ်။တင့်ကိုအတွေ့ခံနိုင်တဲ့ဘုရားခင်ဖြစ်တယ်။စကားပြောနိုင်တဲ့ဘုရားခင်ဖြစ်တယ်။တင့်ကိုပွေဖက်တဲ့ဘုရားခင်ဖြစ်တယ်။တင့်ကိုလက်ခံတဲ့ဘုရားခင်ဖြစ်တယ်။တင့်ကိုသိချတဲ့ဘုရားခင်ဖြစ်တယ်။အဲကြောင့်မလို့တင့်အနေနဲ့အခုချိန်ဒီအဲ့ဒီရဲ့အရာကိုမခံစားသေးဘူးဆိုရင်ဒီနေ့ကအကောင်းဆုံးချိန်ပဲဘုရားခင်တင်းကိုအတွေ့ခံခြင်းပဲအာမင်ဘုရားခင်တင်းနဲ့တွေ့ခြင်းပဲဆိုတော့ကျွန်တော်ခဏလေးပြီးသွားခါကျရင်ကျွန်တော်အားလုံးတူတူကဘုရားရှိခိုးတော်မှာဖြစ်တယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော်ဆက်ပြီးတော့မှအနေငယ်ပြောပြခြင်းတဲ့အရာရှိပါသေးတယ်အဲ့တော့တိတ်ကိုအရေးကြီးပါတယ်ဆက်ပြီးအနေငယ်ပြောပြလို့ရပါသေးလားအဲ့လိုကျွန်တော်ဒီနေ့ကိုရောက်လာ